တန်ခါစစ်တန်ခါမှာဆိုတဲ့တက်တဲ့ငကုံစောက်တူပါကြီးဒါလေးပဲလို့ပြောတာအဲ့ဒါလေးကိုအမြဲတမ်းသတိထားနေဟဲ့မရှိမရှိတဲ့မွေတွေဘယ်သူကဖက်ပြီးလဲဟမ်တဘာဒီကနှကောင်းနဲ့ရက်တရားဆော့ရှော့မင်းအရင်ကနှဆုနှရုပ်တွေပဲအတိခေါ်ထားတာမဟုတ်ဘူးလေကိုကအကုတုကံတရားတွေနဲ့နေတာအဲကြောင့်မြောက်ပေးနေတာမဟုတ်ဘူးလားမင်းတို့ဘလူပြောရစမ်းဘလူလို့ရစမ်းဒါပဲမဟုတ်ဘူးအဲ့ဒီစားတွေကိုသင်ရှားပြရတယ်ကိုကကောင်းအောင်နေလိုက်လို့ရှိတယ်အဲ့ဒါကြောင်းသွားပြီးတော့ဥပုပ်ကတင်းတွေစောက်ပြီးမှလားကိုကကိုတီလာစောက်ပြီးနေအဲ့နဲ့ဘယ်ကောင်းအဲ့ဒါလေးနဲ့နေမယ်ဆိုလို့ရှိရင်9ရက်ပြည့်လို့ရှိရင်ဟာဘာဘုံတတိတော့ဘလူထူရတယ်အေးအဲ့ကျဘလူလေးအစင်တယ်ငါတက်ပြီရှင်းမလားအေးဘာဖြစ်လို့လဲထူရလာအမယ်အရင်ကမင်းတို့နေခဲ့တာဘာနဲ့နေခဲ့တာအကုသိုလ်တရားတွေအဲ့အကုသိုလ်တရားတွေဖယ်ရှားတဲ့တတိတရားလေးထားလိုက်တိုင်းဘာရတယ်လဲအဲ့ကုသိုလ်ကနောက်ကြတော့ကုသိုလ်ကိုမလို့ကျင်တော့အတိတရားပဲလို့ကျင်အတိတရားကဒုစံလေးဟာဘာဘုံကစံဝီတော့ကုသိုလ်ရတယ်လို့မင်းတို့ကထင်တယ်ဟေးဘာပဲရစီကနာနဲ့တရားတရားပဲရစာနေပြန်ရမှာနောက်ထပ်ဘဝတွေပြန်ရအောင်လုပ်တာပေါ့အခုလို့ဖြတ်တော့ဘာရလဲစီကနာနဲ့တရားတရားလေးပဲရမင်းတို့ကဘယ်လိုခိုင်းတဲ့စက်သားတွေဝက်သားတွေကခုနေကြစက်သားတွေဝက်သားတွေမပါအောင်ကဘယ်လိုစားမှာသိလားစားတတ်ကြဘူးမှမစားတတ်ဘူးမလားအေးလွယ်လေးရဲ့ကွာအဲ့ပဲကြိုက်တဲ့ဥစ္စာကတဲ့ဥစ္စာကိုငါစားတဲ့အချိန်ခါစက်သားဝက်သားမဲသားကြိုက်တာကအဲ့ဒါမပါအောင်ဘယ်လိုစားလဲစေတနာနဲ့တရားတရားပဲငါစားပြဟုတ်ကဲ့လားမင်းတို့ကတ်တာအဲ့ဒါပဲကတ်တာမဟုတ်ဘူးမင်းတို့လည်းငါအဲ့ဒါပဲပြန်ပြီးမယ်အဲ့ကျတော့ကြက်တီဝက်တီမင်းတက်ခဲ့တဲ့ဟာတွေပြန်ရအောင်မလားရှင်းပြီနော်အဲ့ဒါပညာပရမတ်လို့အဲ့ဥစ္စာတွေကျတော့